နေ့တက်မှာလည်းစပင်ညှက်ရဖို့လမ်းမမြင်တဲ့ကိုကေမှုအားလုံးပဲမင်္ဂလာပါခင်ဗျာဝန်ချန်တီတန်စပေါ့ကနေပြန်လည်ကြိုလိုက်ပါရင်မန်ချက်စတာတစ်ချိန်လုံးကရွှေခေတ်မှာနိုင်ပွဲတွေမတွန်းနိုင်အောင်ရယူခဲ့ပြီးစူပလာပေါင်းများစွာကိုတင်ပိုက်ခဲ့ပါရင်ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ United ဟာစင်မင်ကျွဲလောက်တောင်မကြံတော့ပဲကြွက်လောက်အောင်မြင်မှုလေးနဲ့ဖွက်ချက်ရှေ့ဆက်နေရပါရင်မန်ချက်စတာဟာသူတို့ကိုရွှေခေတ်စီပြန်လည်ခေါ်ဆောင်ပေးဖို့နီးပြရိုဘင်အမေရီကိုယုံစားထားပါရင်ဒီတော့ United ပရိသတ်တယောက်ဖြစ်တဲ့ Frank Elliott က The United Stand ဆိုတဲ့သူ့ရဲ့အကောင့်ကနေ2024အောက်တိုဘာတုန်းက United 9ပွဲဆက်တိုက်နိုင်စပင်ညက်မယ်လို့ challenge ခေါ်လိုက်ပါတယ်။ဒီလောက်ကိက United ကလည်း Marjorie Retro Game နဲ့တွေ့ပြီးတော့နောက်ပြန်ကြည့်လဲနေလိုက်တာနိုင်ပွဲဆက်ရဖို့ဆိုတာကအိမ်မက်ထင်းမှာတော့မသေးကြတဲ့အနေအထားဖြစ်သွားရပါတယ်။ United က2026နှစ်တဲ့အစမှာတင်တေးပွဲနဲ့ဖွင့်လှစ်လိုက်ပါပြီ။ပြီးခဲ့တဲ့ပွဲမှာ United ကတန်းစင်းစုံတွေက Championship ထိတောင်ကျော်လွန်ရောက်ရှိနေတဲ့ဝုကို Old Trafford မှာဝန်းနဲ့တေးကြထားပါတယ်။ဒီထဲမှာတော့ Emery မှာဂိမ်းပလန်အသင်းများရှိမလားဆိုပြီးမျှော်လင့်ခဲ့ပေမဲ့ဘာမှထူးခြားမလာပဲအဆင့်16ကတန်းတန်အသင်း United ကိုဝန်းနဲ့တေးကြပြန်ပါတယ်။ United ကအသင်းမှာရှိတဲ့လူစင်းကိုပဲအစင်းပြောင်းကန်နေရတာဖြစ်ပြီးအရန်ကုန်မှာလည်း Joshua Zexi ခေါင်းဆောင်တဲ့ Academy လူငယ်အဖွဲ့ပဲရှိနေပါတယ်။ဒီကြားထဲပွဲထွက်ကစားနေတဲ့ Benjamin Sesko ကလည်းဂျင်းကြီးစားဖြစ်နေရင်ဘာလာလွဲပေးနေပါတယ်။ဒါကြောင့်ဆိုရညံဖြစ်တဲ့ကစားပုံလက်ခံကျင်ကြာမရှိတဲ့တိုက်စစ်ဖြုံးနေမှုတွေကြောင့် United တို့အဝေးကွင်းမှာတေးတမက်ရအောင်မင်းကစားလာရပါတယ်။ကိုကေမှုအတွက်အကြံကောင်းလေးပေးရရင်တော့2026မှာချဲလန်ကိုပုံစံအသစ်ပြောင်းပြီး9ပွဲဆက်တိုက်တေးကြရင်စပင်ညက်မယ်လို့ဆုံးဖြတ်တာကမှဆန်ရှီကိုတော်ဖြစ်ကနေလွတ်မြောက်ရဖို့ပို့ပြီးနီးစပ်ပါလိမ့်မယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။